အဲ့တော့ဆမတို့က compound angle ဟုတ်ပြီနော် sin ဆိုရင်ဆမတို့ကဘယ်လိုမှတ်မလဲဆိုတော့ sin cos sin လို့မှတ်မယ် plus ဆိုရင်ဒီနှစ်ခုအလယ်မှာ plus minus ဆိုရင် minus ဟုတ်ပြီနော်အဲ့တော့ကြည့်အောင် sin ဖြစ်နေတဲ့အတွက်ကြောင့်မလို့ sin cos sin plus ဆိုရင် plus minus ဆိုရင် minus ဟုတ်ပြီနော်အဲ့တော့ cos ကိုရေးမယ်ဆိုရင်ဆမတို့က cos sin လို့ရေးမယ် cos က plus ဆိုရင် minus ဆိုရင် plus ဟုတ်ပြီနော်အဲ့တော့ဆမတို့ကြည့်အောင် cos sin alpha beta plus ဆိုတော့ minus ဆိုတော့ plus ရမယ်နော်အဲ့ဒါက cos နဲ့ပတ်သက်တာပြီးသွားပြီအဲ့ဒါပြီးသွားရင် tangent နဲ့ပတ်သက်တာ tangent နဲ့ပတ်သက်တာကိုလာတယ်ဆိုရင် tan plus tan by 1 minus tan ဟုတ်ပြီနော် tangent လာပြီဆိုရင် tan plus tan by 1 minus tan အဲ့တော့ tan plus tan ဆို alpha beta ဆို alpha beta အဲ့လိုလေးထည့်လိုက်ရပြီဟုတ်ပြီနော်ကြက်စရာမလိုတော့အဲ့တော့ဆမတို့က tangent ကို alpha plus beta ဆိုအပေါ် plus ဆိုရင်ပေးထားတာ plus ဆိုရင်အပေါ် plus အောက် minus ပေးထားတာ minus ဆိုရင်အပေါ် minus အောက် plus ဟုတ်ပြီနော်အဲ့လိုလေးမှတ်ပြီးကြက်တယ်ဆိုရင်ရှင်းရှင်းလင်းလင်းလေးနဲ့စာရလိမ့်မယ်ဟုတ်ပြီနော်double angle ရဲ့ကြပါစက်ထဲမှာဆွဲနေအောင်ဆို sin 2 alpha equal to 2 sin alpha cos alpha sin 2 alpha 2 sin alpha cos alpha ဟုတ်ပြီနော် sin 2 alpha 2 sin alpha cos alpha cos 2 alpha cos square alpha minus sin square alpha cos 2 alpha cos square alpha minus sin square alpha okay အဲ့ဒီရောက်သွားဒါပေမဲ့ cos 2 alpha မှာ sin နဲ့ကြည်တွဲတာရယ် cos 2 alpha မှာ cos နဲ့ကြည်တွဲရတယ်ဆိုပြီးတော့နောက်ထပ်ပုံသေးနည်းနှစ်ခုထပ်ရှိနေတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အဲ့ပုံသေးနည်းနှစ်ခုကဘယ်ကနေထပ်ရလာလဲဆိုတော့အပေါ်မှာကြက်ခဲ့တဲ့ပုံကိုပဲမူတည်ပြီးတော့ရေးမယ်စမတို့ငကိုကအခြေခံအနေနဲ့သိထားတာက sin square theta plus cos square theta equal to 1 cos square theta ကိုလိုချင်တယ်ဆိုရင် sin square theta ကိုဟိုဘက်ကိုပို့တော့1 minus sin square အဲ့တော့ဒီမှာ minus sin square ဒီမှာ minus sin square ဆိုတော့ minus 2 sin square ရမှာတော့လားအဲ့တော့တနည်းအားဖြင့်ဒီ equation အောင်ကြက်စရာလို့လားမလို့ပေါ်ဟောက်အောက်ကိုပြောင်းလိုက်တာ okay ဟုတ်ပြီနော်နောက်တစ်ခုစမတို့က cos square alpha ကိုပြောင်း minus ကလည်း minus ပဲ sin square ကိုပြောင်းမယ် sin square ကိုလိုချင်တယ်ဆိုရင် cos square ဟိုဘက်ကိုသွားတော့1 minus cos square ဟုတ်ပြီနော် cos square က cos square ပဲခွင်းရဲ့ရှေ့မှာအနှုတ်ရှိရတဲ့အတွက်အနှုတ်အပေါင်းအဲ့လိုဖြစ်သွားမယ်ဟုတ်ပြီနော်အပေါင်း cos square ဆိုတော့2 cos square alpha minus 1ဆိုပြီးဖြစ်သွားမယ်ရရနော်အဲ့တော့တနည်းအားဖြင့်ဒီကောင်ကလည်းမှတ်စရာမလိုဘူးစမတို့က cos 2 alpha equal to cos square alpha minus sin square alpha လို့မှတ်ပြီးသွားပြီဆိုတာ ਨੇ sin square theta plus cos square theta equal to 1ဆိုတာကိုဘာဖြစ်ရမလဲအုံတော်နဲ့ထည့်ပြီးတော့ဟိုဘက်ဒီဘက်ရွှေ့လိုက်ရင်အောက်ကပုံသေးနှစ်ခုကိုထည့်ရသွားမယ်ဟုတ်ပြီနော်အဲ့ဆို tangent to alpha စမ tangent to alpha ကြတော့ဘလို့ထပ်ပြီးတော့မှတ်မှာလဲအဲ့တော့ဒီမှာဆိုရင် tangent မှာဆို tangent နှစ်ခါပေါင်းထားတယ်တွေ့လားအဲ့တော့2 tangent alpha ပေါ့ tangent နဲ့ tangent နဲ့ပေါင်းရင် tangent နှစ်ခါပေါင်းရင်2 tangent အဲ့တော့2 tangent alpha 1ဒီမှာ tangent နှစ်ခုမြောက်ထားတဲ့အတွက် tangent square alpha ဖြစ်သွားတာဟုတ်ပြီနော်ဒီငကိုပုံသေးနီးရ minus ကိုပဲယူတယ်ဟုတ်လားဒီကောင်ဒီဘယ်သူကနေလာတာဒီပေါ်ကနေလာတာtangent alpha နဲ့ tangent beta နဲ့ပေါင်းတာဖြစ်တဲ့အတွက်2 tangent alpha 1 minus tangent နှစ်ခါမြောက်တဲ့အတွက် tangent square alpha လို့ယူဆလိုက်ရင်ရပြီဟုတ်ပြီနော်အဲ့လိုလေးမှတ်ခြင်းအပြင်စမတို့ရဲ့ဒီ trico ရဲ့ပုံသေးနည်းရပြီဆိုတာ ਨੇ သူ့ရဲ့ပု္ပ္ပစာအားလုံးဒီအဆင်ပြေသွားတယ်ဟုတ်ပြီနော်ပုံသေးနည်းကိုအုံနောက်ထဲကိုထည့်ပေးပါအဲ့တော့နောက်တစ်ခုထပ်ပြီးပြောချင်တာ tangent 45ဒီအမြဲတမ်း1ရှိမယ်အဲ့ဒါမှတ်ထားမယ်1 plus tangent square ဆိုရင် secant square 1 plus ဒီဘက်မှာကိုပါပြီဆိုတော့ဟိုဘက်မှာလည်းကိုပါမယ်ဟုတ်ပြီနော်ရမယ်နော်အဲ့တော့နောက်တစ်ခု half angle ဆိုတာတဝက်ကွာအဲ့တော့စမတို့က sin လို့ပြောတဲ့အတွက်ကြောင့်မလို့စမတို့1 minus cos လို့ထည့်မယ်ဟုတ်ပြီနော်
cos လို့ပြောတဲ့အတွက်ကြောင့်1 plus cos လို့တွေ့ထည့်မယ်စမတို့ပေးထားတာတဝက်လို့ပြောတဲ့အတွက် alpha by 2အဲ့တော့သူ့ကိုလည်း2နဲ့စားမယ်အဲ့တော့သူ့ကိုလည်းဘာလုပ်မလဲ2နဲ့စားမယ်ဟုတ်ပြီနော် half angle formula ဖြစ်တဲ့အတွက်ကြောင့် plus or minus square root ထည့်ပေးမယ် plus or minus square root ထည့်ပေးမယ်ဟုတ်ပြီနော်ပြန်ပြောမယ်နော်အဲ့တော့စမတို့သိထားတာက sin cos sin ပါတဲ့အတွက်1 minus cos စမခဏပြောလေ sin နဲ့ cos နဲ့မှာပြဿနာအမြဲတမ်းရှိရယ် cos ကနေ sin ကိုတွားရင် minus ပါနေတာများတယ်ပေါ့နော်အဲ့တော့ sin ဆိုတော့1 minus cos cos ကတော့1 plus cos ပဲဟုတ်ပြီနော် alpha by 2 half ဆိုတဲ့အတွက်သူတို့ကိန်းကိုလည်းနှစ်လိုက်စားမယ်ပြီးရင် plus or minus square root ထည့်မယ် plus or minus square root ထည့်မယ်ဆိုတော့ဒီပုံသေးနည်းလေးရမသွားဘူးလားရသွားပြီဟုတ်ပြီနော်အဲ့တော့စမတို့က alpha by 2ဆိုရင်1 minus cos ကိုထည့်ရင် sin ရှိနေမယ်ဟုတ်ပြီနော်အဲ့တော့1 plus cos ကိုအောက်မှာထည့်ရင်အပေါ်မှာ sin ရှိနေမယ်ပုံသေးနည်းလေးကိုအဲ့လိုမှတ်ထားမယ်1 minus cos ကနေ sin ပြီးရင်ပြောင်းပြန်သွားလိုက်တယ် sin alpha အပေါ်မှာနောက်တစ်ခုပါကျန်နေရလဲ1 plus cos ကိုအောက်ကိုပြန်လာထည့်တယ်ရမလားရရနော်နားလဲရနော်အဲ့တော့စမခတ်တဲ့နေရာကနေပြောင်းပြန်ပြောလိုက်လို့နော်အဲ့ဆို trigo ratio ကိုကြည့်အောင် trigo ratio မှာလေဆရာမကလုံးဝမကြက်စေချင်ဘူးနော်ဘယ်လိုသွားမလဲဆိုတော့ OA H okay နောက်ကနေပြန်ရေးမယ် OA H အဲ့တော့ပုံမှန်လို့ဆိုကြက်ကြကွာ OA Hအဲ့လိုကြက်တာအဲ့လိုကြက်ဆရာမမလို့လားဟုတ်လားတချို့တွေကကြတော့မနီပေါ့ပြီးနေမနီမှာပေါ့အဲ့လိုမျိုးကြီးကြက်ကြရပေါ့နော်အဲ့တော့ကြက်တဲ့လူတွေကိုဆရာမကအပြစ်ပြောရလည်းမဟုတ်ပါဘူးဘာသဘောမှလည်းမပါပါဘူးဆရာမအိတ်ထက်လွယ်တဲ့နီလန်းလေးကိုပြောပြတာဖြစ်ပါတယ် OA H စမတော့မပင်မနဲ့ဟောဘာလို့ဖို့စမတော့ပင်မအောင်စဉ်းစားမအောင်နောက်ကနေပြန်ရေး OA H ပြီးသွားပြီလေ sin cos tangent cotangent secant cosecant okay ပြီးသွားပြီဟုတ်လားဘာမှခတ်တာမရှိတော့ဘူးဟုတ်ပြီနော်စမတို့ကအဲ့လိုမျိုးလေးကြက်ချင်းအပြင်စာဟာတီပို့ပြီးတော့မှတ်မိတယ်ဟုတ်ပြီနော်အဲ့တော့ O ဒီ opposite side မျက်နှာချင်းဆိုင်အနာ A ဒီ adjacent side နီးစပ်အနာ H ဒီ hypotenuse တောင်းပန်ကန်အနာအဲ့ဆိုရင်စမတို့ကမျက်နှာချင်းဆိုင်အနာနီးစပ်အနာတောင်းပန်ကန်အနာကိုဘယ်လိုစဉ်းစားမှာတော့ okay အဲ့ဆိုပုံလေးဆွဲလိုက်ပြီပုံလေးဒီမှာတောင်းပန်နဲ့မျက်နှာချင်းဆိုင်ဒီတောင်းပန်ကန်အနာအကယ်၍ဒီတောင်းကနေသာကြည့်မယ်ဆိုဒီတောင်းနဲ့မျက်နှာချင်းဆိုင်ဒီအနာဒီမျက်နှာချင်းဆိုင်အနာဖြစ်ပြီးတော့ဒီတောင်းကိုခံဆောင်ထားတဲ့အနာဒီနီးစပ်အနာ A ဖြစ်မယ်အဲ့ဒါအောက်တောင်းကနေပြီးတော့ကြည့်ခဲ့ဟုတ်ပြီနော်အပေါ်တောင်းကနေကြည့်မယ်ဆိုဒီကောင်က90ဆိုဒီကောင်ဒီငကိုကလေးက H ဒီဘက်တောင်းကနေကြည့်မယ်ဆိုသူနဲ့မျက်နှာချင်းဆိုင်ဒီ O သူ့ကိုခံဆောင်ထားတာဒီ H အဲ့လိုကွဲတယ် A ပြောอ่ะအဲ့လိုကွဲတယ်ရမလားရမယ်နော်အဲ့တော့နောက်တစ်ချက်ထပ်ပြီးတော့မှန်မှာ sin ဒီကိုစီကန်ရဲ့ပြောင်းမြန် cos ဒီစီကန်ရဲ့ပြောင်းမြန်အပြန်အလှန်ပြောင်းမြန်ဖြစ်တယ်ပေါ့နော် tangent ဒီကို tangent ရဲ့ပြောင်းမြန်တနည်းအားဖြင့် tangent ဒီ sin by cos ရမလားရမယ်နော်